လူတယောက်သည်ငွေထုတ်ရန်ဘဏ်သို့သွားခဲ့သည်သူငွေထုတ်ယူပြီးနောက်ဘဏ်ဝန်ထမ်းကသူ့ကိုငွေသား100သူ့ငွေပေးလိုက်ကြောင်းသို့တော်သူ့ဘဏ်ကတ်ထဲတွင်လက်ကျန်ငွေ30သူ့ငွေသာရှိတော့ကြောင်းတွေးရှိလိုက်ရသည်ဝန်ထမ်းမယွင်းကြောင်းသူသဘောပေါက်သွားသည်စိတ်ထဲတွင်အကြီးအကျယ်တုံးဆိုင်နေပြီးနောက်သူသည်ထိုပုံငွေများကိုဘဏ်သို့ပြန်ပေးရန်ဆုံးဖြတ်လိုက်သည်သူသည်ဝန်ထမ်းထံသို့ရှေ့တိုးသွားစဉ်ဘဏ်ဝန်ထမ်းမှဂိမ်းစော့နေသည်ကိုတွေ့ရသည်သူမကစိတ်မရှိစွာဖြင့်သူ့ကိုထွက်သွားရန်ပြောလိုက်သည်ထိုလူကငွေထုတ်ယူမှုတွင်အမှားတစ်ခုဖြစ်ခဲ့ကြောင်းပြောလိုက်ရာဘဏ်ဝန်ထမ်းကသူသည်အတင်းဖြင့်လာလုံးနေသည်ဟုထင်သွားသည်သူမကဘဏ်၏မူဝါဒအရငွေကောင်တာမှထွက်ခွာသွားပြီးပါကဘဏ်တွင်တာဝန်မရှိကြောင်းပြောသည်ထိုလူကဘဏ်သည်သူ့ကို60သူ့ငွေပို့ပေးခဲ့ကြောင်းရှင်းပြရန်လှုပ်စဉ်ဝန်ထမ်းကသူ့ကိုအပြင်ထုတ်ပေးရန်လုံခြုံရေးကိုခေါ်လိုက်သည်ထိုအချိန်တွင်ဗမန်နေဂျာကစူညံတန်ကိုကြားလျက်ရောက်လာပြီးဘာဖြစ်လဲဟုမေးမြန်းသည်ဝန်ထမ်းကထိုလူကဒုက္ခပေးနေကြောင်းရှင်းပြသည်မန်နေဂျာကသူမကိုအမားထက်လုပ်ပြန်ပြီလားဟုဆိုကဆူပူလိုက်သည်သူမသည်အလုပ်ချိန်တွင်ဂိမ်းစော့သည့်အတွက်မကြာခဏငွေပေးငွေယူမှယွန်းတက်ပြီးသုံးဆွဲသူများ၏တိုင်ကြားမှုများကိုလည်းမကြာခဏခံနေရသူဖြစ်သည်သူမအမားထက်လုပ်ပါကအလုပ်ထုတ်မီဟုမန်နေဂျာကသတိပေးထားသည်သို့တော်ယနေ့သူမထက်မှပြန်သည်မန်နေဂျာကတည်သွားပါကအလုပ်ပြုတ်မီကိုသူမကြောက်ရွံ့နေသည်ထိုလူကရှင်းပြရန်ပြင်ဆင်သူမသည်အလျင်အမြန်ပင်ဖြတ်ပြောလိုက်ပြီးမန်နေဂျာကိုထိုလူမှာသူမကိုလိုက်ပူစာနေသည်သူဖြစ်ကြောင်းပြောလိုက်သည်သူမကသူ့ကိုညှင်းပယ်လိုက်တဲ့ဖြစ်ဘန်တို့လာရောက်ဒုက္ခပေးနေခြင်းဖြစ်သည်ဟုပြောသည်ရင်းကိုကြားတော့အခါမန်နေဂျာကသူမီကိုရေးကိုတာကိစ္စကိုအမြန်ဆုံးရှင်းလင်းရန်ပြောပြီးထွက်သွားတော့သည်ဘန်ဝန်တန်းကထိုလူကိုဘန်ထဲကချက်ချင်းထွက်သွားရန်မဟုတ်ပါကရဲခေါ်မီဟုချင်းချောက်သည်ထိုလူကသူ့ငွေထုတ်စင်ငွေပိုရခဲ့ကြောင်းယခုလဲရင်းကိုပြန်ပေးရန်လာခဲ့ခြင်းဖြစ်ကြောင်းအလျင်အမြန်ရှင်းပြသည်ဝန်တန်းကရေမောပြီးမချစ်နိုင်ကြောင်းပြောသည်ဘန်ဤငွေထုတ်စနစ်သည်အလိုရောက်ဖြစ်လေသူမလုံးဝမယွင်းပေးအမိစရာအကြောင်းမရှိဟုသူမကခိုင်မာပြောသည်ဝန်တန်းကဘာမှလက်မခံကြောင်းမြင်တော့အခါထိုလူသည်စိတ်ပြက်စွာဖြင့်ဘန်ထဲကထွက်လာခဲ့သည်သူဘန်ပြင်ပသို့ရောက်သည်နှင့်ရှေ့နေတယောက်ကသူ့ကိုခေါ်လိုက်သည်ရှေ့နေကဖြစ်ပျက်သွားသည်ကိုသူမြင်ကြောင်းပြောပြီးမိမိစီးပွားရေးကတ်ကိုပေးလိုက်သည်ဘန်ဝန်တန်းမှာထိုလူကိုငွေပိုပေးခဲ့မိသည်မှာအမှန်ပင်ဖြစ်ပြီးဘန်ဒီနောက်ပိုင်းတွင်ထောင်ငွေကိုပြန်နှောင်းလိုက်မည်ဟုသတိပေးသည်ဤဘန်ဒီကြီးမားသည့်အဖွဲ့အစည်းတစ်ခုဖြစ်သောကြောင့်တုံးဆွဲသူများကိုအမြဲအနိုင်ကျင့်လေ့ရှိသည်ရှေ့နေသည်အပြုမှုကိုအလွန်ရန်ရှာချစ်ထိုလူကိုငွေကိုတရားဝင်ဆက်လက်ပိုင်ဆိုင်ထားနိုင်စေရန်ကူညီပေးပြီးဘန်ကပြန်နှောင်းသည့်အခါမှာရင်ဆိုင်ရန်အကြံပေးလိုက်သည်မကြာမီပင်ထိုလူသည်ဘန်သို့ပြန်သွားသည်သူထုတ်ယူခဲ့သည့်ငွေပုံများမှာတကယ်ပင်ညှင်းပယ်ခံရခြင်းဟုတ်မဟုတ်အတည်ပြုရန်ဝန်ထမ်းထံသို့သွားလိုက်သည်ဝန်ထမ်းကစိတ်မရှိစွာဖြင့်ညှင်းပယ်သည်သူမကသူ့ကိုချက်ချင်းထွက်သွားရန်ပြောသည်ရင်းကိုကြားပြီးနောက်ထိုလူသည်စာချုပ်တစ်စောင်ကိုထုတ်ပြလိုက်သည်ထောင်ဝင်များမှာစေတနာအလျောက်ပေးခဲ့သည့်လက်ဆောင်ဖြစ်ကြောင်းဝန်ထမ်းကလက်မှတ်ထိုးပေးမိဆိုပါကသူထွက်သွားမည်ဟုပြောသည်ထိုလူနှင့်အရှုပ်အရှင်းထက်မဖြစ်စေရန်ဝန်ထမ်းသည်လည်းတွန့်ဆုတ်ခြင်းမရှိဘဲစာချုပ်တွင်လက်မှတ်ထိုးပေးလိုက်သည်ဒူမာဘောပင်ကိုစာရွက်ပေါ်တင်လိုက်သည့်အချိန်တွင်ပင်ထိုစာချုပ်မှာအသက်ဝင်သွားသည်ထိုအချိန်မှလေဘန်နေဖြင့်ငွေကိုပြန်လည်တောင်းခံရန်မဖြစ်နိုင်တော့ပေထိုလူသည်နောက်ကိုပြန်မကြည့်ဘဲထွက်သွားသည်ဝန်ထမ်းနှင့်သူမိလှုပ်ဖော်ကိုင်ဖက်များသည်ဖြစ်ပျက်သွားသည်ကိုတိုင်ပင်ပြောဆိုကာထိုလူကိုလူမိုက်ဟုလောင်ပြောင်နေကြသည်သူမပြောပြီးသည်နှင့်ဗန်စရင်ကိုင်ကသူမထံရောက်လာသည်သူမနောက်ထပ်သုံးဆွဲသူတို့ကိုငွေပိုပေးမိပြန်ပြီလားဟုမေးလိုက်သည်စရင်ကိုင်သည်စရင်များကိုစစ်ဆေးကြည့်ရာထိုဝန်ထမ်းသည်နောက်ထပ်သုံးဆွဲသူတို့ကိုငွေသား90သူမပိုပေးမိထားကြောင်းတွေးရှိလိုက်ရသည်ကကြောင်းကိုကြားရသောအခါဝန်ထမ်းမှထိတ်လန့်တုန်လှုပ်သွားတော့သည်